မင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ကျမတို့ဒီမြင်းဆောင်လေးနှစ်ဆောင်ကြားတွေကတစ်ပုံစံသင်္ကေတလေးရဲ့ဒီ capital letter I ကိုမှပုံစံအသေးလေးเนาะအဲ့ဒီနှစ်ခုကိုအတန်ထွက်တဲ့အခါမှာဆိုရင်ဗဇက်အနေအထားကရှာရဲ့အရှိပိုင်းကအောက်ကိုကျမယ်နောက်ကျရင်မေးရိုးကြမယ်နှခမ်းအရှိကိုခြုံထွက်မယ်နှခမ်းကအရန်ကိုလုံးဝိုင်းသွားတယ်ပုံစံလေးဖြစ်သွားမယ်အဲ့ဒီကနေမှရှာရှိပိုင်းလေးကအပေါ်ကိုတက်ပြီးတော့ကျမတို့အဆုံးတက်သွားမယ်ပေါ့နော်ဗဇက်အနေထားလေးကိုတစ်ချက်ကြည့်ပါအိုးနှစ်တန်เนาะဒီမှာကျွန်မပြောပါမယ်လုံးကြီးတင်အာဝါဆွဲလုံးတင်ချောင်းရင်ငတ်တော့အိုင်ဝဆနှလုံးပါဝိုင်းဆိုတဲ့အတန်မဟုတ်ဘူးเนาะအဲ့ထက်ဒီဝိုင်းနဲ့ကိုအတန်ထည့်ကြည့်မယ်ဆိုရင်ကျမတို့ထွိုင်းဝိုင်းအဲ့လိုမဟုတ်ဘူးသူကဘယ်လိုမျိုးလဲဆိုတော့ကျမတို့ကဒီအရှိရအတန်လေးရဆိုရင်အော်ဆိုတဲ့အတန်ကိုသွားမှာเนาะဒီဥစ္စာခဏအယောင်ကအော်ဆိုတဲ့အတန်ကိုသွားမှာဒီအနောက်ကအတန်ကျတော့ it ဆိုတဲ့အတန်ကိုသွားမှာအဲ့ဒီမှာမှနောက်ကအသက်တန်ပျောက်သွားပြီးတော့ e ဆိုပြီးတော့နော်လုံးကြီးတန်လေးနဲ့ဖြစ်လဲဖြစ်ကိုကျမတို့ oi နှစ်တန်နော် oi ဆိုတဲ့အတန်ဖြစ်သွားတယ် oi ဒါလေးကိုအဲ့ဆိုကျမတို့တစ်ချက်ကြည့်မယ် oi ဆိုတဲ့အတန်လေးကဘယ်နေရာတွေမှာပါလဲဆိုလို့ရှိရင် coin ကျမတို့အဲ့ဒါကိုသွားပြီးတော့ coin ဆိုပြီးတော့အဲ့လိုလုပ်လို့မရဘူး coin ဆိုပြီးတော့တတန်နဲ့ထွက်မှားတယ် coin coin တွားပြီးတော့ကောအီတော့ဘယ်ဟုတ်မလဲ coin ပါဇက်အနေထားအောင်နော်ပါဇက်ရဲ့ခန်းစားတီလေးနဲ့လေကိုပါဇက်ဘယ်လိုဖြစ်သွားလဲဆိုတာကိုကြည့်ဖြစ်တဲ့နဲ့ပါဇက်အနေထားရှင်တိုက်ဒီဖာမှန်တယ်ကဲနောက်တစ်ခုကကြတော့ကျမတို့ point နေစုမယ် point နေစုမယ်အဲ့လိုမျိုးပါစာဝါဆယ်လုံးနဲ့ချိုင်းငါတာပေါ့အကမြင် point မဟုတ်ဘူး point နော် point နောက်ကြလို့ရှိရင်ကျမတို့ voice မတော် consonant တွေတင်လို့ရှိလို့ရှိရင်ဒီအတန်အနေထားလေးလာလိမ့်မယ်နော် voice oy ပါတဲ့စာလုံးတွေရတယ်ကျမတို့ boy boy ယောက်ျားလေး boy လို့တတန်နဲ့မထွက်ဘူး boy နော်နောက်တစ်ခု enjoy tone native speaker ရဲ့အတန်ဆက်နားထောင်ကြည့်ပါ coin point voice boy enjoy toy သူက long sound ဖြစ်တဲ့အတွက်လုံးဆိုတာမဟုတ်ဘဲနဲ့နှစ်တန်စာအချိန်အတိုင်းတာရှိတယ်။ကဲဟုတ်ပြီဒါဆိုရင်ကျမတို့စာကြောင်းလိုက်လေးဖတ်ကြည့်ရအောင် I can hear a boy voice ဒီမှာတစ်ခုပြောချင်တာပေါ့နော်ကျမတို့ boy ဆိုလို့ရှိရင်b နှခမ်းတစ်ခုကိုထိပြီးတော့ပြန်ဖွင့်တဲ့အတန်ဒီ v နော် voice ကျမလည်းပြောနေနေမှားတယ်ကိုအမှားကိုပြန်ပြီးမျှဝေ I can hear a boy voice ကဲနောက်တစ်ခု those are coins not toys native speaker အတန်တစ်ချက်နားထောင်ကြည့်ပါ 1 I can hear a boy's voice 2 Those are coins not toys ဒီဗီဒီယိုလေးကအကျိုးဆောင်တရားရှိဖို့မျှော်လင့်ပါတယ်ကျမFacebook ရော TikTok ရောYouTube မှာလည်းဒီဗီဒီယိုလေးပြန်တင်ဖို့ရှိရပေါ့နော်HV homeschooling နဲ့ပဲသွားတာပါH က homeschooling E က education B ကကြတော့ Burmese ကိုစားပြုပါတယ်နောက်ပိုင်းကျရင်တော့ကျွန်မဗီဒီယို class လေးတွေဖွင့်ဖို့ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်